ဆော်ဒီအာရေဗျနိုင်ငံရှိချမ်းသာကြွယ်ဝသောအမေရိကန်လူနေရပ်ကွက်တစ်ခုကိုဒေသခံရဲ့အဖြစ်အသွင်ယူထားသောအကြမ်းဖက်သမားတဦးကတိုက်ခိုက်ခဲ့သည်ဖခင်ဖြစ်သူမှာသူ၏ကလေးကိုကယ်တင်ရန်ကြိုးပမ်းစဉ်ထိုနေရာမှာတင်ကြီးစံများစွာထိမှန်ကာတေဆုံးသွားခဲ့သည်ကံကောင်းထောက်မစွာဖြင့်အရေးကြီးသောအချိန်တွင်ဆော်ဒီရဲတပ်ဖွဲ့ရောက်ရှိလာခဲ့သည်အကြမ်းဖက်သမားများမှာချက်ချင်းပင်ဖရိုဖျဲဖြစ်ကာထွက်ပြေးခဲ့ကြသည်မကြာမီတွင်ပင်ဝင်းတို့ကိုအခင်းဖြစ်ပွားရာနေရာနာပြစ်တက်နိုင်ခဲ့သည်သို့သောအရာအလုံးကတကယ်ပဲဒီလောက်ရိုးရှင်းပါသလားပိုမိုကြီးမားသောပူးပေါင်းကြံစည်မှုတစ်ခုကိုတိတ်တဆိတ်လှုပ်ဆောင်နေကြသည်ဤသည်မှာအကြမ်းဖက်သမားများ၏နှစ်ထပ်ဘုံခွဲရေးအစီအစဉ်ဖြစ်သည်မှာရှင်းနေပါသည်ဝင်းတို့သည်ရဲများကလူများကိုကယ်တင်နေချိန်ကိုအခွင့်ကောင်းယူကာလူအုပ်ထဲသို့တိုးဝင်ခဲ့ပြီးနိုင်ငံသားများကိုဘေးလွတ်ရာသို့ရှေ့ပြောင်းပေးတည်အောင်ဟန်ဆောင်ခဲ့တော်လဲအမှန်တကယ်တွင်မူဝင်းတို့ကိုပောက်ကွဲစေတတ်သောပစ္စည်းများကြိုတင်ထောင်ထားသည့်နေရာသို့ခေါ်ဆောင်သွားရန်ဖြစ်သည်ဤသည်မှာလက်တုပ်ပြန်မှုကမ်ပိန်းတစ်ခု၏အဆက်သာရှိပါသေးသည်ဒေတာခံဖတ်တဲ့အေဂျင့်သည်တရင်ရရှိပြီးနောက်အခင်းဖြစ်ပွားရာနေရာနာကယ်ဆယ်ရေးလုပ်ငန်းများကိုချက်ချင်းစီစဉ်ခဲ့သည်တစ်ချိန်တည်းမှာပင်သူသည်အခြေအနေအစီရင်ခံစာကိုအမေရိကန်ရှိဌာနချုပ်သို့ပေးပို့ခဲ့သည်သို့တော်သူသည်ကယ်ဆယ်ရေးတွင်ပါဝင်ရန်ဖုံးချလိုက်သည်နှင့်တပြိုင်နက်ရုတ်တရက်မီးတောင်များထွက်ပေါ်လာပြီးကောင်းကင်ယံသို့ထိုးတက်သွားခဲ့သည်ဤတိုက်ခိုက်မှုကြောင့်အမေရိကန်ဖက်ဒရယ်အေဂျင့်အပါအဝင်လူတရာကျော်သေဆုံးခဲ့ရသည်အခြေအနေများဤအဆင့်အထိရောက်ရှိလာရခြင်း